န်ဖိုတွေက heavyweight champion တွေဖြစ်ပါတယ်။စင်ဖျန်တွေကပေါင်9500ဒါမှမဟုတ်ကီလိုဂရမ်3000ကျော်ရှိပါတယ်။ဒီရွယ်စားနိုင်ညီချက်ကိုတင်ကြည့်ရုံနဲ့ခံမှန်းနိုင်ပါတယ်။သူတို့ကကဘာပေါ်ကအကြီးဆုံးနိုးတိုက်တဝါဒီထဲမှာပါဝင်ပါတယ်။ခံမတွေကဖျန်ဖိုတွေအောင်9ဆတီးငယ်ပါတယ်။ဖျန်တွေအားလုံးကသမုတ်တရားထဲမှာတကောင်နဲ့နေကြတာပါ။မြေဝါရာဒီရောက်မှသာစုဝေးကြတာပါမြေဝါချင်းရောက်တဲ့အခါစိတ်လှုပ်ရှားမှုမြင့်တက်လာပြီးဖြန့်ဖိုတွေကမြေဝါအေဒီယာကိုအရင်ဆုံးလာရောက်ကြပါတယ်ပြီးတော့နယ်မြေကိုအပိုင်ရဖို့အရှင်းရှင်းတိုက်ခိုက်ကြပါပြင်းထန်သောတိုက်ပွဲဖြစ်ပြီးဖြန့်ဖိုတွေရဲ့10ရာခိုင်နှုန်းကသူတို့ရဲ့ပိုင်တဲ့နယ်မြေကိုတတ်မှတ်နိုင်ပါတယ်ကျန်တဲ့90ရာခိုင်နှုန်းကအားနေတဲ့ကောင်တွေဖြစ်ပြီးကြောင်ထဲမှာနေရပါတယ်ရန်နေငယ်ကြတဲ့အခါအမားတွေရောက်လာပြီးအင်အားကြီးဆုံးအဖို့ကိုရွေးချယ်ကြပါတယ်။ဖြန့်မိုးတကောင်ကသူစိတ်ဝင်စားတဲ့ဖြန့်မကိုမြင်ရင်သူတို့အုပ်စုတဲ့ဆွဲခေါ်သွားပါလိမ့်မယ်။အားကြီးတဲ့ဖြန့်မိုးတကောင်အတွက်ဖြန့်မ100လောက်ရနိုင်ပါတယ်။ပြီးရင်ဖြန့်မတွေကိုစုဝေးစေပြီးဘယ်သူကမွေးဖွားရန်အသင့်ဖြစ်နေပြီးဘယ်သူကအသင့်ဖြစ်တယ်ဆိုတာကိုရှာဖွေပါတယ်။မဖြစ်လို့လဲဆိုတော့ဖြန့်မအများစုကရခင်မျိုးပွားခြင်းကနေကိုယ်ဝင်ရှိပြီးသားဖြစ်ပါတယ်။သူတို့ကမွေးဖွားပြီးတားငယ်တွေကို3ဘက်ပြုစုရပါတယ်။ဒါကြောင့်အသေးရောက်ရှိလာသူတွေနဲ့ဖြန့်ဖို့ကမျိုးပွားခြင်းလုပ်ပါတယ်။တလားလုံးမလိုလားတဲ့ဖြန့်မတွေကိုမျိုးပွားဖို့အတင်းအကျပ်ခိုင်းစီပါတယ်။သူမကိုနေထားတိုင်းလှုပ်မြအောင်ဖမ်းရှုပ်ကမျိုးပွားခြင်းကိုပြုလုပ်ပါတယ်။ဒီလိုလုပ်တာကအယိုးကျိုးခြင်းနဲ့တချို့ကိစ္စတွေမှာဆိုအသက်သေဆုံးနေထိဖြစ်နိုင်ပါတယ်။ဖြန့်မတကောင်ကမေလရာစီအတွင်းအဖွဲ့တွင်းကထုတ်ဝါဖို့ကြိုးစားပါကဖြန့်ဖို့ကသူ့ရဲ့အင်အားကိုသုံးပြီးတားဆီးပါလိမ့်မယ်။မေလရာသီအတွင်းမှာဖြန့်မိုးတကောင်ကသူ့ကိုလေးခြင်းရဲ့30ရာခိုင်နှုန်းဆုံးရှုံးသွားပါတယ်။ဒါကပေါင်း2000ကျော်ဖြစ်ပါတယ်။အဲ့ဒါတွေကဖြန့်ဒီကပင်ဝင်းနေနဲ့မျိုးပွားတာကိုတစ်ကြိမ်ထက်မက4ကြိမ်ထိအမှတ်တမ်းတင်ထားပါတယ်။ပြည်တဲ့ဖြန့်ဒီကလည်းဒီပြုမှုကိုအတူယူပြီးစူးစမ်းကြပါတယ်။ဒါကြောင့်ဖြန့်တဲ့ပင်ဝင်းနေမျိုးပွားခြင်းကနောက်တစ်ချိန်မှာများပြားလာမယ်လို့ယုံကြည်ရပါတယ်။တလားကြတဲ့အခါဖြန့်မတွေကသမုတ်တရားတွေကိုပြန်သွားကြပါတယ်။ရင်ကအားနေခဲ့တဲ့ဖြန့်ဖို့90ရာခိုင်နှုန်းကအခုခါအင်အားကောင်းလာကြပါတယ်။ကြောင်းရင်ကတော့သူတို့ကအများဆုံးဖြန့်မ2ကောင်သာရခဲ့တာပါသူတို့မှာအပူချိန်နဲ့စွမ်းရည်နေများစွာရှိပါသေးတယ်ဒါကြောင့်ထောက်ဝါသွားတဲ့ဖြန့်မတွေကိုဖမ်းပြီးနောက်ဆုံးအပတ်မျိုးပွားခြင်းကိုလုပ်ကြပါတယ်နောက်ဆုံးအပတ်မျိုးပွားခြင်းကအကျန်းဖတ်စွာဖြစ်ပေါ်ပါတယ်ဘာကြောင့်လဲဆိုတာသင်ခန့်မှန်းနိုင်ပါတယ်နောက်ဆုံးအပတ်မျိုးပွားခြင်းပြီးရဲ့နောက်မှာဖြန့်မတွေကအဲ့ဒီနေရာကထွက်သွားပါတယ်ကိုရကြတဲ့အခါပြန်လဲစုဝေးကြပြီးတန်တရာကလည်းပတ်နေပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်